ဆွေးဆက်ပွဲလေးမှာဖျားထွက်အောင်လှတဲ့ဝတ်စုံလေးနဲ့လိုက်ဖက်တယ်လို့ချီးကျူးခံနေရတဲ့အဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မနေ့တနေ့ကမှမင်းသားဟင်းဝရဲ့နဲ့မင်းသမီးဆိုပြတဲ့စဉ်တို့ဟာဆေးဆက်ကြောင်းလင်းပွဲလေးကိုပြုလုပ်ခဲ့ပါတယ်။အခုပွဲနဲ့ဆိုရင်နှစ်ပွဲမြောက်ဖြစ်ပြီးတော့ပရိသတ်တွေမျှော်လင့်နေကြတဲ့မင်္ဂလာပွဲကြီးကိုလည်းမကြခင်ကြားရောက်တော့မှာပါ။ဆေးဆက်ပွဲလေးမှာတော့ဆိုပြလေးကပန်းရောင်မင်းသမီးဝတ်စုံလေးနဲ့လိုက်ဖက်မှုရှိနေရလို့ချီးကျူးခံခဲ့ရပါတယ်။အရှိကလက်ထက်ခွင့်တောင်းတဲ့ပွဲနဲ့မတူဘဲနဲ့ဒီဆေးဆက်ပွဲလေးမှာတော့အများကမြင်ကျင်နေကြတယ်။ဆိုပြင်းနဲ့လိုက်ဖက်တဲ့ဝတ်စုံလေးကိုချပြစေခြင်းနေကြပါတယ်။ပရိသတ်ကြီးရဲ့စံတာရောသူတို့သမီးလေးရဲ့လိုက်ဖက်နေမှုကြီးရောအလှမှာဖြာထွက်အောင်လှပနေပြီးတော့နောက်ထပ်ပွဲတွေမှာပိုလှလာမယ်လို့ချီးကျူးစကားတွေကိုလည်းကြားခဲ့ရပါတယ်။မင်းသားဟင်းဝရဲ့နဲ့မင်းသမီးဆိုပြည့်တဲ့စဉ်တို့ရဲ့ဆေးဆက်ပွဲလေးမှာအနုပညာအတိုင်းဝိုင်းကမင်းသားမင်းသမီးတွေနဲ့တခြားသောအနုပညာရှင်များစွာတက်ရောက်ခဲ့ကြပါတယ်။သူတို့သားရောသူတို့သမီးရောပါစက်တည်ရှိစွာနဲ့လှပနေခဲ့ပြီးတော့လာရောက်ကြတဲ့အနုပညာရှင်များကလည်းနှစ်ယောက်လုံးကိုကောင်းချီးပေးခဲ့ကြပါတယ်။ခမ်းနားလာတဲ့ဆေးဆက်ပွဲကြီးမှာအနုပညာအတိုင်းဝိုင်းကလူတွေနဲ့စုံလင်စွာကျင်းပခဲ့ပြီးတော့အခမ်းအနားအပြင်ဆင်ကအစနှစ်ယောက်သားနဲ့လိုက်ဖက်နေခဲ့တာပါ။ဒီတစ်ခေါက်တော့အဖြစ်ပြောစရာမလိုအောင် perfect ဖြစ်နေခဲ့ပြီးတော့နှစ်ယောက်လုံးရဲ့ဒီဇိုင်နာကလည်းမြန်မာပြည်ရဲ့ထိပ်တန်းဒီဇိုင်နာမိုးကုတ်ပေါက်ပဲဖြစ်ပါတယ်။ဝါရင်တပိုင်းရဲ့တယောက်ပြီးမင်းသမီးလေးနဲ့လိုက်ဖက်တဲ့ပုံစံ body straight line ကိုတေချာသည့်နားလည်ခဲ့ပါတယ်။မင်းသမီးဆိုပြလေးရဲ့အလှဟာပန်းရောင်ဝတ်စုံလေးနဲ့လှပလွန်းနေခဲ့ပြီးတော့သူမရဲ့ခန္ဓာကိုယ်ဟာပြောလောက်အောင်ကြီးမလှပေမဲ့ခါသေးသွားအောင်လက်မောင်းနေရရှုသွားအောင်ချုပ်လို့ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဒီဇိုင်နာမိုးကုတ်ပပဟာဆိုပြနဲ့ဘယ်အယောင်လေးကလိုက်တဲ့ဘာလေးနဲ့မလိုက်ဘူးကအစာသိနေတော့သူမနဲ့ကြတော့ဆိုပြလေးရဲ့ရင်ကျေးတဲ့အလှဟာပို့ပြီးတော့ပေါ်လွင်ခဲ့တာဖြစ်ပါတယ်။ပွဲလာတဲ့ပရိသတ်တွေကိုလည်းအဖြူပန်းစည်းနဲ့ရွှေရောင်တွေကိုသာဝတ်ဆင်ခိုင်းခဲ့ပြီးတော့အားလုံးကလည်းသူတို့သမီးလေးရဲ့အလှကိုပေါ်လွင်အောင်မိန်မိန်ဖြော့လေးတွေကိုသာဝတ်ဆင်ထားခဲ့ကြပါတယ်။နဖန်မိဘတွေရှေ့ထားပြီးတော့မင်းသားဟင်းဝရဲ့နဲ့မင်းသမီးဆိုပြလေးတို့ကနှစ်ဦးသားလက်စွပ်ကိုလည်းလဲလှယ်ခဲ့ကြပြီးတော့ကြည်နူးစရာမြင်ကွင်းတွေကိုပရိသတ်တွေထံမှမျှဝေပေးခဲ့ကြပါတယ်။လာရောက်ကြတဲ့အနုပညာရှင်တွေကလည်းသူတို့စိတ်ထဲရှိသလိုမင်းသားနဲ့မင်းသမီးကိုချီးကျူးခဲ့ကြပြီးတော့နှစ်ယောက်သားရဲ့အခြေအေးကိုလည်းအရင်ကတည်းကရိပ်မိတယ်။သိတဲ့သူတွေကလည်းသိတယ်။ဒါပေမဲ့နှစ်ယောက်သားအခက်တွေ့တော်မှာဆိုလို့စီးဆောင်ကြတယ်မပြောကြဘူးလို့ဖွင့်ပြောခဲ့ကြပါတယ်ဒီလိုပျော်ရွှင်စရာမြင်ကွင်းလေးကိုမိသားစုဝင်တွေဟာအစောပိုင်းနှစ်တွေမှာကတည်းကမြင်ကျင်နေခဲ့ကြပြီးတော့ဟိဝရဲ့နဲ့ဆိုပြည်တို့ရဲ့အနုပညာအလုပ်တွေကြောင့်မတိုက်တွန်းခဲ့ရလို့ဆိုပါတယ်ချစ်စရာကောင်းတဲ့အစုံတွဲလေးရဲ့အပြင်အစိမ်အဝတ်အစားလေးဟာအရန်လိုက်ဖက်ပြီးတော့ပရိသတ်ဝေဖန်မစိုးရအောင်လေဒီဇိုင်နာကမိုးကုတ်ပေါက်ပေါက်ဆိုတာကိုထည့်ပြောခဲ့ပါတယ်မင်းသားဟင်းဝရန်ကလည်းမင်းသမီးဆိုပြတဲ့စဉ်ကိုချစ်ခင်နှစ်သက်တယ်ဆိုတာညနာလေးတွေကြီးလိုက်တာနဲ့သိတာပါတယ်။မင်းသမီးလေးကလည်းအပျော်ရီလွန်ပြီးတော့ဒီလင်ဒီမြအိုအောင်မင်းအောင်အခက်ခဲမရှိပေါင်းသင်းနေထိုင်သွားပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အမှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ပါအောင်နော်။အပျော်ရီကူးဆက်ပြီးတော့ကြည်နူးစရာမြင်ကွင်းလေးတွေဖြစ်တာကြောင့်မြင်တွေ့ရတဲ့သူတွေဖို့စိတ်လှုပ်ရှားစရာဖြစ်နေခဲ့ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။